Premier League ပွဲကျန်အဖြစ် Arsenal အသင်းနဲ့ Burnley အသင်းတို့ရဲ့ပွဲစဉ်တစ်ပွဲပဲကစားဖို့ရှိတယ်ကျွန်တော်အနေဖြင့်ဒီပွဲစဉ်မှာတော့ Ancient Arsenal ကိုကြိုက်တယ် Arsenal အနေဖြင့်လက်ရှိ Burnley နဲ့ပွဲစဉ်ရဲ့နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ပဲလေးနဲ့ပွဲစဉ်ကိုဒါနိုင်လိုက်တာနဲ့ Man City အသင်းရဲ့ရှားလက်တွေကိုစောင့်ကြည့်စရာမလိုဘဲနဲ့ Premier League Champions ဆုကိုရရှိမှာဖြစ်တာကြောင့်လက်ရှိ Burnley နဲ့ပွဲစဉ်မှာလည်း Arsenal အနေဖြင့်လုံးဝအမားခံမှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်ဒီပွဲစဉ်မှာ Arsenal အနေဖြင့်တေချာပေါက်နိုင်သွားလိမ့်မယ်ပြီးတော့ Arsenal အနေဖြင့်ဂိုးကွာထားချက်မှာလည်း Man City အသင်းထက်တကူရော့နေတာကြောင့်လက်ရှိဒီပွဲစဉ်မှာBurnley ကိုတွင်းကိုများများနဲ့ဂိုးပြတ်နိုင်ဝဲရဖို့လိုအပ်နေတာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ Arsenal အနေဖြင့် Burnley ကိုဂိုးပြတ်နိုင်သွားမယ်လို့ကျွန်တော်ယုံကြည်တယ်။တစ်ဖက်က Burnley အနေဖြင့်လက်ရှိအချိန်မှာ Premier League ကနေတန်းဆင်းသွားပြီးဖြစ်တဲ့လို့ Burnley အနေဖြင့် Premier League အဝေးဝင်နောက်ဆုံး3ပွဲမှာဆိုရင် Leeds Nottingham Forest Fulham တို့ကိုဂိုးပြတ်ရှုံးထားတာဖြစ်လို့လက်ရှိ Arsenal နဲ့ပွဲစဉ်မှာလည်းArsenal အနေဖြင့် Burnley ကိုတေချာပေါက်ဂိုးပြတ်အနိုင်ယူသွားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော် Ancient Arsenal ကိုကြိုက်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။